နိုင်ငံမှာရှိတဲ့ speed sensor တွေကအုံးတန်မှုရှိုံနဲ့ကောင်းနိုင်လား Power, women, drugs. Money, power, women, drugs. မင်္ဂလာပါခင်ဗျာပင်ရအော်တိုရဲ့ knowledge sharing center လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်စုံဝင်းပါခင်ဗျာ Okay အဲ့တော့ကျွန်တော်ဒီနေ့ဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီ speed sensor တွေကိုအုံးသားယုံနဲ့ကောင်းမကောင်းကိုဒါ 100% တက်မှတ်ချက်ချလို့ရလားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အတွေ့အကြုံလေးတွေကိုကျွန်တော်ညှောက်ဝေပေးမှာဖြစ်ပါတယ် Okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ speed sensor တွေကိုဝယ်တယ်ပေါ့နော် speed sensor ဒီဆိုတာကအများကြီးရှိတယ်ပေါ့နော် camshaft crankshaft ပြောချင် vehicle speed in the WSS ဆိုတဲ့ speed sensor တွေရှိတယ်အဲ့လိုမျိုး speed sensor တွေကိုကျွန်တော်တို့ကအုံးတန်မှုတိုင်းရတယ်ပေါ့နော်ဝယ်ပြီးသွားဆိုလို့ရှိရင်အုံးတန်မှုတိုင်းရတယ်အုံးတန်မှုတိုင်းရုံနဲ့ကျွန်တော်တို့ကဒီ speed sensor တွေကိုကောင်းတယ်လို့ 100% သတ်မှတ်လို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံအရှိန်ကြောင့်ဖြစ်ပါတယ်။ဒီလိုလေးပြောလိုက်တော့နည်းနည်းစမ်းလောင်းမယ်နဲ့တူတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကတောင်းဝယ်လိုက်ပြီဆိုလို့ရှိရင်ပြည်နယ်ကြားတွေဝယ်ပြီးတော့မှသုံးရတာဖြစ်တယ်။ပြည်နယ်ကြားတွေအဟောင်းတွေပေါ့နော်။အဟောင်းတွေဝယ်ပြီးတော့မှသုံးရတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကဒီ speed sensor တွေရဲ့အလုပ်လုပ်တဲ့ပုံစံကိုကျွန်တော်တို့သေချာသိဖို့လိုမယ်လို့ထင်တယ်။ဒီ speed sensor တွေမှာသူကတန်လိုက်ပါတယ်ပြီးတော့လို့ရှိရင် coin ပက်ထားတယ် coin နှစ်ဆကိုဒီမှာပင်အောင်အနေနဲ့ပြန်ပြီးထုတ်ထားတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီပစ္စည်းဟောင်းဆိုင်ညာနေဝယ်လာပြီးတော့မှကျွန်တော်တို့အုံးတန်ကိုတိုင်းလိုက်တယ်ဒီသတ်မှတ်ထားတဲ့အုံးတန်ကိုအုံး value အတော်တွင်ရှိတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့တားမှာတက်ပြီးတော့မှမောင်းလိုက်တယ်ခဏကြာလာတယ်ဆိုလို့ရှိရင်ဒီ sensor ကပြန်ပြီးတော့မှအဲ့ဒါပြန်တက်အဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အမြင်ကကြတော့ဘာကြောင့်လဲဆိုတော့ဒီထဲမှာရှိနေတဲ့တန်လိုက်တွေကြောင့်တန်လိုက်တွေဒီသူကပူတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်သူ့ကိုတစ်ခုခုနဲ့ရိုက်ခတ်မိတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်သူ့ရဲ့တန်လိုက်အားလမ်းကြောင်းတွေကရော့သွားပါတယ်အဲ့တော့ဒီကောင်းရဲ့အလုပ်လုပ်တဲ့ပုံစံကကွိုင်ဘက်ရည်ရဲ့တန်လိုက်ရဲ့ဆွဲအားရဲ့အလုပ်လုပ်ရတာဖြစ်တယ်အဲ့တော့ကွိုင်ဘက်ရည်ကောင်းပြီးတဲ့အခါကျကွိုင်ဘက်ရည်ကောင်းတယ်ဆိုလို့ရှိရင်သူ့ရဲ့အုံးတန်မှုတစ်ခုရှိလိမ့်မယ်ဒါပေမဲ့ဒီထဲမှာရှိတဲ့တန်လိုက်အားလမ်းကြောင်းရော့နေမယ်ဆိုလို့ရှိရင်အုံးတန်မှုကဘလောက်ကောင်းကောင်းအဲ့ဒီစင်ဆာကအလုပ်မလုပ်ဘူးအလုပ်ကောင်းကောင်းမလုပ်ဘူးအဲ့လိုမျိုးတွေကျွန်တော်တို့ဒါကြုံတွေ့ရပါတယ်ဗောနော်ဒါလေးကကျွန်တော်ရဲ့အမြင်ကိုတော့မျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ speed sensor တွေဒီအုံးတန်မှုတိုင်းုံနဲ့မကောင်းပါဘူးအဲ့တော့ကျွန်တော်တို့ကဒီ speed sensor ကောင်းမကောင်းကိုဘာနဲ့ပြန်ပြီးတော့မှ 100% စစ်လို့ရလဲဆိုတော့ဒီ scope meter ရင်းနဲ့ပြန်ပြီးတော့မှတိုင်းမှသာလျှင်သူ့စီကနေရော wave အမှန်ထွက်လားမထွက်လားဆိုတဲ့ဟာကိုကျွန်တော်တို့ကအတိအကျသိရမှာဖြစ်ပါတယ်ဒီလိုပြောလိုက်တဲ့အခါကျတော့ပင်ရအော်တိုက scope meter ရောင်းနေလို့ scope meter ရောင်းချင်လို့ပြောတယ်လို့ထင်လိုက်မယ်တကယ်တော့မဟုတ်ဘူးဒါနည်းပညာအရပြောတာသူ့စီကနေထွက်လာတဲ့ wave form အမှန်အတိအကျကိုကျွန်တော်တို့မြင်ရမှသာလျှင်ဒီ sensor ကောင်းတယ်လို့ကျွန်တော် 100% သတ်မှတ်ချက်ချလို့ရနိုင်မယ်ဒါမှသူကကောင်းတယ်လို့ပြောရမှာပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ workshop လောကမှာ workshop တော်တော်များများမှာက scope meter မရှိဘူးဘယ်လိုစမ်းမလဲပေါ့နော်အဲ့တော့သိကြပါတယ်အုံးမီတာလေးနဲ့အစောလို့တိုင်းပေါ့နော်အဲ့တော့အုံးမီတာနဲ့တိုင်းလိုက်ရင် okay ဒီကောင်တော့အုံးတန်ဖိုးလေးတော့ရှိတယ်အဲ့တော့နောက်ထပ်ကောင်းဖို့အတွက်ဘာလုပ်ရမလဲဆိုတော့ကားမှာတက်ပြီးတော့ပဲစမ်းရမှာဖြစ်ပါတယ်ဒါမျိုးပဲကျွန်တော်တို့ကဒါမျိုးပဲလုပ်နေကြတာပေါ့နော်အဲ့တော့ဒီကောင်တွေကိုပြောရရင်အုံးမီတာနဲ့တိုင်းလိုက်တယ်အုံး scale ရှိုံနဲ့ 100% ကောင်းတယ်လို့ကျွန်တော်တို့ပြောလို့မရဘူးသူ့ထဲမှာရှိတဲ့တန်လိုင်းရှိသေးတယ်တန်လိုင်းအားလိုင်းကြောင်းပြော့သွားပြီဆိုလို့ရှိရင်သူ့တန်ဖိုးအုံးတန်ဖိုးဘယ်လောက်ပဲရှိကြည့်အဲ့ဒီစံသာမကောင်းပါဘူးအဲ့တော့ဒီစံသာတွေကောင်းမကောင်းသိကျင်တယ်ဆိုလို့ရှိရင် scope meter နဲ့တိုင်းရမယ် scope meter မရှိဘူးဆိုတော့ကျွန်တော်တို့ရဲ့ miro fla ထုံးစံအတိုင်းပဲအုံးတန်ဖိုးနဲ့တိုင်းလိုက်မယ်ပြီးတော့လို့ရှိရင်ကားမှာတက်ပြီးတော့မှမောင်းဆမ်းမယ်ဒါဆိုရင်ကျွန်တော်တို့ကချက်ပြီးမလင်းတော့ဆိုရင် 100% ကောင်းတယ်ဒါမျိုးပဲကျွန်တော်တို့ဒါစမ်းသပ်ရမှာဖြစ်ပါတယ်အဲ့တော့ပြောချင်တာဒီ speed sensor တွေဒီအုံးတန်ဖိုးတိုင်းရုံနဲ့မကောင်းပါဘူးသူ့မှာတန်လိုက်ရှိပါသေးရဲ့တန်လိုက်အားလမ်းကြောင်းပြော့နေမယ်ဆိုလို့ရှိရင်အုံးတန်ဖိုးဘလောက်ပဲကောင်းကောင်းသူ့ရဲ့ sensor ကအလုပ်လုပ်မှာမဟုတ်ပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့တော့ဒီဗီဒီယိုလေးကနည်းနည်းလေးတော့အမြင်လေးတွေတော့꿰နိုင်တယ်အဲ့တော့ဆရာသမားတို့ရဲ့အမြင်လေးတွေကို comment box မှာမှန်ခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်